ကိုမလုံနိုင်တော့တဲ့အကြောင်းကိုတွေးလေလေလုံနိုင်စွမ်းရည်ကြလေလေပဲကျွန်တော်တို့ကလုံနိုင်စွမ်းဆိုတာရှိစွမ်းဆောင်ရည်တွေလူရဲ့အရေးချင်းလူရဲ့စွမ်းဆောင်ရည်အရေးအသွေးတွေရှိဒါတွေကမလုံနိုင်ကြောင်းတွေတွေးလေလေနော်ဘာမှလုံလို့မရတော့ပါဘူးလို့တွေးလိုက်တာနဲ့အဲ့ဒါအကုန်လုံးပိတ်သွားနော်ဘာမှလုံလို့မရတော့ပါဘူးလို့ဆုံးဖြတ်ချက်ချလိုက်တာနဲ့အုံနောက်ကတွေးလိုက်တာနဲ့အဲ့ဒါကိုစိတ်ကလက်ခံလိုက်တာနဲ့တကယ်သူကဘာမှလုံလို့မရတော့ဘာဖြစ်လို့ဘာမှလုံလို့မရတော့ဘူးလဲဆိုတော့ तू တွေးတဲ့အတွေးကိုကငါတော့ဘာမှလုပ်လို့မရတော့ပါဘူးလို့တွေးလိုက်တယ်တခါတည်းပိတ်သွားတယ် close ဖြစ်သွားတယ် close mindset ဖြစ်သွားငါဘာဆက်လုပ်လို့ရသေးလဲငါဘာလုပ်နိုင်တယ်လဲငါဘာလုပ်တင်တယ်လဲပြန်ပွင့်သွားတယ်မပိတ်ထားနဲ့တခါတည်းပြန်ဖွင့်ပေးရကိုယ့်ကိုမေးခွန်းလေးတွေနဲ့ unlock လုပ်ပေးဖွင့်ပေးအုံနောက်ကပိတ်ထားမှာမဟုတ်ဘူးအုံနောက်ကဖွင့်ထားမှကျွန်တော်တို့ကဝင်လာလို့ရပိတ်ထားရင်ဘယ်အရာမှဝင်လို့မရဘူးကောင်းသောအရာတွေအတွက်ဆိုရင်အမြဲတမ်းဖွင့်ပြီးတော့ welcome လုပ်မိအတွေးကိုအမြဲတမ်းဖွင့်ထားပါမျက်စိကိုဖွင့်ထားရတယ်ငါ့ကိုဆွန့်ထားရတယ်အုံနောက်ဉာဏ်အသိဉာဏ်ကိုဖွင့်ထားရတယ်စိတ်တကားကိုလည်းဖွင့်ထားပိတ်ထားရင်ဘာမှဝင်လို့မရဘူးเนาะပိတ်ထားရင်တွေးခေါ်အကြံဉာဏ်เนาะပညာဒါတွေကမဝင်လာဘူးအဲ့တော့အရင်ဆုံးလုပ်ရမှာမိမိကိုမိမိဖွင့်ထားပါ